နေ့ကကလောပန်းပွဲတော့သွားမယ်ဆိုတော့ဒီနေ့စောရေးထွက်တယ်အခုကတမင်းမစားရတယ်အခုစားစရာတခုခုအရင်စားအောင်မယ်ဒီမှာတော့ခုလေးဆိုင်ကောင်းလာတယ်ခုရှိရအများလားအဲ့မှာစားနေကြဒီရှင်းသားရတာစားမယ်ဒီမှာáo bên này bị dầu lắm. cái gì? Nào mà tình tiền này lên nên em trên này là piao rồi đó tình tiền này nào mà đã đi mà đã Village Sunset đã signboard here signboard đã viewpoint này àအခုကကျွန်တော်ကားဒီနောက်မှာပဲရထားတယ်ပေါ့နော်ဒီနောက်ကနေပဲကျွန်တော်ကားဒီနေ့တော့ဒီကနေပဲဝင်မယ်ဒါကတော့မောမြေဦးပန်းချံရောက်နေမောမြေဦးပန်းချံကျွန်တော်ကဒီအနောက်ပေါက်ကနေပဲဝင်ဒါကျွန်တော်မောမြေဦးပန်းချံဒါဒီမှာဆိုတို့ဒီမှာဟိုနောက်မှာဒါကားပါကင်ထားတဲ့နေရာရှိတယ်နော်ဒီအနောက်ကတော့အဲ့ဒါကျွန်တော်မိသားစုပါနော်အခုကကျွန်တော်နောက်ပေါက်ကနေဝင်မယ်ဒီဟိုရှိပေါက်ကမြင်ကိုရတော့ကနေမှကျွန်တော်ပြန်ပြပေးမယ်ခေါ်တော့ဒါကျွန်တော်နောက်ပေါက်နေဝင်လာဆိုတယ်ဒီကစားကိုအခုတော့မော်မီဦးပန်းချာကလေးတွေရဲ့စောရနေရတယ်ကလေးအနေမှာဆက်နေအခုရာတီတူရဲ့အနေထားတော့သူကမိုးကတော့ဟုတ်နေနေရတော့မထွက်ဘူးပေါ့နော်ဘေးတော့ထားဘူးအခုကျွန်တော်ပြီးရင်တော့ဟိုပန်းချခင်းတဲ့ခဏလေးပြပေးမယ်ဒါတော့ကလေးတွေစော့နေတော့ကျွန်တော်ခဏပြီးစော့လိုက်အောင်ပါနော်
အခုကြည့်ရတဲ့အနေထားတော့သူ့ရဲ့ပန်းကင်းတွေကသူကပန်းပွဲတော်အမိဟိုစိုက်ထားရတဲ့အနေထားလေးတော့တွေ့ရတယ်ပါနော်ဘာတက်ကြည့်တက်နိုင်လားလို့ကြည့်ရအောင်တက်နိုင်လားဟမ်တက်နိုင်လို့လားဆိုကြည့်ဒီဘက်နဲ့တက်ရပါလေအဲ့ရမလို့တော့ခေါ်ပါညပြီဆွဲဟိုဘက်တီရောက်ဆွဲတဒန်းချင်းကြိုင်လေဟဲ့လေဟိုဘက်တီရောက်ဆွဲနောက်လက်တစ်ဖက်ပြောင်းလေအကျိုးနဲ့တက်တဲ့ဟာလည်းရှိရအောင်ပဲဟုတ်မှာလာစစ်သားတွေတက်တယ်လို့ပြောလေလားဒီဘက်လားသွားသွား ဒီကလည်းဘာပဲနဲ့နည်းနည်းလောက်ကောင်း လာဒီဘက်ရင်လာခဲ့ကသူ့ရဲ့ဒီပန်းချန်ရဲ့နောက်ကျောမှာတော့ဒါမှဒါနောက်ကျောပဲပေါ့ဒါအင်တာလေးလောက်ထားပြဒါတော့ပန်းနေတော့လောလောဆယ်အဲ့တော့ဒီမှာလောလောလတ်လတ်စိုက်ထားရတဲ့ပုံပေါ့နော်ပန်းပွဲတော်အမီဆိုတော့သူကပထမဆုံးအချိန်လောက်တဲ့အတွက်ကြောင့်မလို့သူကဟိုလိုအပ်ချက်တွေတော့ရှိတာတော့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့သူကတော့တတ်နိုင်တဲ့လောက်တော့အဆင်ပြေအောင်တော့လုပ်ထားပေးတာပါဒါဆိုလောလောဆယ်ဆိုဒီပန်းကင်းတွေဆိုရင်ဒါဆိုဆိုတာခုလောလောဆယ်မှာဒါအလျင်မြန်သူစိုက်ထားရတဲ့ပုံပေါ့နော်ကိုကတော့နေရတော့ပြန်ထွက်လာပြီနေလေးရမှပဲကျွန်တော်လည်းနည်းနည်းလေးနွေးလာတယ်ပေါ့နော်တပါနိုင်ရောလာ ဒီကောင်းတယ်လေကျွန်တော်သွားတဲ့ချိန်ကဒီနေ့ကသူကလွတ်လပ်ရေးနေ့လည်းဖြစ်တယ်တနင်္ဂနွေနေ့ကျောင်းပိတ်ရက်နဲ့လည်းသူကတိုက်တော့ဒီမှာမနေ့စောကလေးဆိုလူတွေကအများကြီးတော့ရောက်နေပြီပေါ့နော်ဒီမှာတော့ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေလည်းသူကတော့အများကြီးတော့လှုပ်ထားပြီပန်းနေရာတော့ကျွန်တော်အများကြီးတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်လည်းပန်းမျိုးစားတွေပါနေတယ်တော့ကျွန်တော်လည်းမသိပါဘူးဒီမှာတော့သူ state စင်လေးလည်းလောက်ထားပေးတာပါနော်ညပိုင်းတော့ကြည့်ရတာတော့သူဖြောဖြေရေးတွေတော့တထားမဲ့ပုံပဲတော့
တချို့ကျတော့ဒီလိုအလားစိုက်ထားတဲ့ပန်းခင်းအထဲအထိကိုပေါ့နော်ဝင်ပြီးတပ်ပုံရိုက်တာတွေလည်းရှိတယ်အဲ့လိုမျိုးကိုသူတို့ကအထဲအထိတော့ပေးဝင်တော့မရဘူးပေါ့နော်ဘာလို့ဆိုတော့အလားစိုက်ထားတဲ့ပန်းလေးတွေကလည်းသူကပျက်စီးနိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့သူကဒီလိုက်ပြီးတော့မှလိုက်ကြည့်နေကြတာဖြစ်ပါတယ်သူကဒီတာဝန်ရှိတဲ့လူတွေကလိုက်ကြည့်ကြတာပေါ့နော်မှာပန်းအထဲတွေမှာပန်းခင်းအထဲမှာဆိုတချို့ကဝင်ရိုက်တော့ပန်းပင်လေးတွေလည်းသူကပျက်စီးနိုင်တယ်လေအဲ့ဒါကြောင့်ဒါတော့တစ်ခေါက်ချန်နေရှိတဲ့နေရာလေးဒါတော့သူတစ်ခွားတွေအများကြီးရှိတယ်ဗျာဟုတ်ပဲဆိုတစ်ခွားတွေဒါပန်းပင်တွေသူကဒါတော့သူရောင်းတာပေါ့နော်ဒါလေးတွေဒီမှာလည်းလာဝယ်လို့ရတယ်ပေါ့သူကဘီးနမှာတော့သူကဒီလိုလေးတွေခင်းနာပေးတာပေါ့နော်ဒါလည်းဟိုကြိုက်တဲ့ပန်းပင်လေးတွေသူကလာရွေးပြီးတော့မှဝယ်လို့ရပါတယ်ဘယ်သားပဲဖြစ်နေရပါဒီနေ့ကလောက်ပိတ်ရုံးပိတ်ချောင်းပိတ်ရဲဆိုတော့လေလွတ်လပ်ရေးနေဆိုတော့เนี่ยကျွန်တော်တို့ဟာဒီမှာတပ်ပုံရိုက်ချင်တာတော့မှအဆင်မပြေဘူးပေါ့နော်ဒီမှာကျွန်တော်တို့အဒီသူတပ်ပုံရိုက်မဲ့နေရာလေးတွေလည်းလောက်ထားတယ်ဒီနေရာကိုလည်းအဲ့ဒီနေရာလေးမှာကျွန်တော်တို့တပ်ပုံရိုက်ခွင့်ရဖို့လဲလူကပြေးနေတော့တိတ်တော့အဆင်မပြေဘူးပေါ့နော်ဒီတော့ထင်တော့ရုံးတွေဘာတွေကျောင်းတွေဘာတွေဖွင့်နေရကြရင်တော့သူကပုံစံပြေမယ်တဲ့ကျွန်တော်တို့တပ်ပုံတွေအလားတပ်ပုံလေးတွေရိုက်ချင်တယ်ဆိုတော့လေအခုကတော့လူကပြေးနေတာก็พักกันใหญ่ๆนี่นั่งก่อนဒီမှာတော့သူကလောမျိုးရဲ့အလားဓာတ်ပုံလေးတွေဒီမှာအလားဓာတ်ပုံလေးတွေပြထားတယ်ပေါ့နော်ဒါပင်းတရားဒီဘက်ကဓာတ်ပုံရိုက်လို့ရလားတောင်မြင့်ကြီးခုံပြားနေမြင်ရတဲ့ view အလားဒါအင်းလေး
ဝတန်တဲ့တရားအားတော့ကျွန်တော်ရှေ့မဟုတ်ဘူးပြန်ရောက်နေပြီเนาะအစောတော့ကျွန်တော်လာတာကဟိုးနောက်ကျောနေကျွန်တော်လာတာပေါ့လာပြီးတော့မှဒါဆိုတာရှေ့မဟုတ်ဘူးတော့ပြောင်းပြန်လာတာအများရှေ့ဝင်နေကြတော့နောက်နေဝင်လာเนาะဒါရှမ်းရိုးရအမသားတာပုံရှေ့တီးနေတဲ့ရှမ်းပြူနဲ့ရှမ်းမောင်နှံပေါ်ရဲ့ပုံပေါ့နော်ဟုတ်ပြီအခုတော့ကျွန်တော်မုတ်ဦးရောက်ပြီဆိုတော့ဒီမှာခဏထွက်ပြီးကျွန်တော်ရှေ့ရနေတပတ်ပတ်ပြီးပြန်ရိုက်ပြပါမယ်အခုကတော့ကျွန်တော်တို့ဒီမှာအီးတော့ဒီမှာနေပူစာခဏလုံနေတာပေါ့နော်ဒါရှေ့ရမုတ်ဦးမှာဒီမှာသူခုံလေးတွေချထားပြီးခုံလေးတွေချထားပြီးပေါ့နော်ပန်းချန်ရဲ့ရှေ့မှာဒါမုတ်ဦးကိုနေပူစာခဏလုံနေတာပေါ့ဒါပြင်ကျွန်တော်အထဲကိုတစ်ခေါက်ပြန်ရိုက်ပြအောင်မယ်ပေါ့နော်ခဏကျွန်တော်ရိုက်ပြလိုက်တာကသူကဒီပန်းချန်ရဲ့ဒီအနောက်ဘက်အချမ်းပဲရှိသေးတယ်ပေါ့နော်ဒီအလေအချမ်းနဲ့ဒီဟိုဒီအရှိဘက်အချမ်းလဲကြံသေးတယ်ပေါ့အားကြောင့်ဒီမှာကျွန်တော်အပြင်ကိုရောက်တော့ခဏလေးနားနေတာဖြစ်တယ်ပေါ့နော်ဒီဟာတွေလုံးဝတကြားနဲ့လောက်တာဆိုတော်တော်လေးကိုချိုးတာပေါ့နော်ဒါသူတို့ခုဆိုရင်တစ်ခု3000နဲ့ရောင်းနေတာဒီဘေးကအမကြီးကဒီကိုရောက်တော့ဘယ်လိုခံစားရဘာမှလည်းမထူးဒီဘက်ကကလေးလေးရောဘာတွေခံစားရတော့ပျော်တယ်ဟုတ်လို့လားကြီးပြော ဒီဘက်ကပျော်လဲပျော်တယ်ပျော်အောင်လေပြောဝမ်းလဲတာဝမ်းလဲတာပျော်တယ်ဝမ်းလဲတာတယ်ပဲကလေးတွေကိုပြောတာကျွန်တော်လူကြီးတွေကတော့ဒီလိုပါပဲသူတို့ပျော်ဖို့အတွက်ဒီလိုပဲလိုက်ပို့ရတာကျွန်တော်တို့တော့ထူးဆန်းတော့ဘာမှမရှိပါဘူးကျင်ပေါင်းကြီးရတာတော့စားကြတယ်ပါတော့ဒါပေမဲ့ဟိုဒီလက်လေးနဲ့နိုင်ပြီးအိတ်ထဲထည့်တာလေးကအသက်ပေါ့နော်ဒီမဟုတ်ဘူးပေါ်ကနေဝင်လိုက်တာနဲ့ဒီမှာသူဆိုင်ခန်းလေးတွေရောဒီမှာတော့သူချလာပြီးတော့နော်စားတော့ဆိုင်ခန်းလေးတွေရှိစစ်ဒါတော့ဝိုင်းတင်တဲ့ကားထင်တယ်လားဝိုင်းစီ
ရေတကွန်နာသွားမယ်လားရေတကွန်နာသွားရေတကွန်အခုဒီမှာတို့ရေတကွန်အလားလောက်ထားတာလေရှိတယ်နော်အဲ့ဒါကျွန်တော်ကိုဒါတစ်ချက်ပြပေးမယ်အခုကျရေတကွန်သွားနေရရေတကွန်ဖက်လမ်းကိုသွားနေတာပါနော်အဲ့ဒါကျွန်တော်ဒီဘက်မှာလေတော့လည်းကျွန်တော်လောက်ခရမှာလားဟုတ်လားဟမ်အဲ့တိုင်းနေပိုက်တော့နော်လာတယ်ဟုတ်ပြီအဲ့ဒီဘက်ကနေခိုင်းတာဒီမှာတန်လေးတွေလည်းဒီကိုထိုးထားပြရပါတော့ဒီမှာလည်းတစ်ခုရှိရအောင်မှလည်းတစ်ခုရှိရအမြက်ခင်းလေးတွေလည်းတော့တေချာပြီးတော့စိုက်ထားပြဒီပုံအခုမြင်ရတဲ့အတိုင်းပဲတော့လူကတော့တော်တော်လေးကိုတော့စီကားနေပါတယ်ဗျကျွန်တော်ဒီမှာလေစရာကြီးစရာတွေတော့တော်တော်လေးတော့စုံပါတယ်သူကစုံအောင်တော့သူတတ်နိုင်တယ်လို့သူလှုပ်ထားတယ်ပေါ့နော်ဒီမှာတော့သူပန်းပွဲတော့သူပထမဆုံးအကျိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကကျွန်တော်ဆောပြောသလိုပဲပေါ့နော်လိုအပ်ချက်လေးတွေတော့ရှိတယ်ဒါပေမဲ့သူတတ်နိုင်တယ်လို့တော့အလားဆုံးတော့ဖြစ်အောင်တော့သူပြင်ဆင်ထားပေးတယ်ပေါ့နော်ရေတကွန်လောက်ထားတဲ့နေရာရဲ့အနီးကပ်နေရာတော့ကျွန်တော်တစ်ချက်ပြပေးမယ်ဒါအခုရေတကွန်လောက်ထားတဲ့နေရာရဲ့အနီးကပ်နေရာပါเนาะဒါကျွန်တော်တစ်ချက်ပြပေးမယ်ဒီရှိဘက်နောက်မှာတော့ဒါကတော့အခုရေတကွန်ဒီမှာကမောင်းကြီးမာရလားပန်းချမှာလဲသူကကလေးကစားကွင်းလောက်ထားပြီးတယ်ပေါ့နော်ကလေးတွေကလည်းမှကစားကွင်းမှာသူကစောချင်တယ်ဆိုတော့ကျွန်တော်တို့က
ကလေးတွေဒီမှာစောင့်နေတာပေါ့ဒီမှာသူကဒီလိုနားနေတဲ့နေရာမိုးလေးတွေလည်းလှုပ်ထားပြီးတော့အေးစစ်စစ်နားနေလို့ရတယ်နော်ကလေးတွေလည်းစိတ်ကြိုက်ဆော့ပါစေဆိုပြီးတော့မှဆော့ခိုင်းပြီးတော့မှဒီမှာကျွန်တော်တို့ဒီနေရာကငုတ်တုတ်လေးထိုင်ဆောင်နေတာပါလေအခုဒါကတော့ပန်းချောင်တောင်ဘက်မှာရှိတဲ့ဒါကလေးကစားကွင်းမှာနော်ဒါကလေးကစားကွင်းရဲ့အနေထားလို့မစိုးပါဆိုတော့အနေပါသူတို့စိတ်ကူးရှိတဲ့လောက်လေးတော့လှုပ်ထားပေးပါလေဒါမိုးအရိပ်နဲ့လှုပ်ထားပေးတယ်Don't want to down Oh, island, but child The dance of yellow, the loud giant window Love honey and the Lord to show on you Call the lady, but I don't Nobody, samana do. Yekunai abneza, amano chulan bala. Sadari hamo, enena so young pale. So just about it. Sing where I got you home. Call I'm with you, yeah, big hole, I say we will walk. But I could, I had the light bar to quit me by. Before I'm in the Arama, the season, my senior lady, the one. Aratu Chopi season, no, great dog, 200 to the Nia, Shiva, tomorrow. Filipino, is it a area? Tia go or a Japan? ဒါတော့ဒီပန်းချန်တဲ့အနေကျွန်တော်ဒီ coffee ဆိုင်လေးတစ်ဆိုင်ရှိရပါတော့ဒီ coffee ဆိုင်ကကျွန်တော်တက်ပြီးတော့မှဒါကျွန်တော်ပေါ်နေရိုက်ထားပြီးတယ်ပေါ့နော်နောက်မှာတော့မှမြင်ရတယ်သူရဲ့ဒီဖြော်ဖြေးအစီအစဉ်လေးလုပ်ပေးထားတာပဲဒီအခုမှเนาะကျွန်တော်ရဲ့နောက်မှာမြင်နေရမှာဖြစ်ပါတယ်ဒါတော့အခု coffee ဆိုင်ရှိမှလည်း hot dog ဆိုင်လေးတွေ့တယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ကဒီမှာကျွန်တော်ကလေးတွေလည်းတော့ hot dog လေးစားနေတယ်လို့ပြောတော့တာကျွန်တော် hot dog လေးဝယ်ပြီးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်စောင့်နေတာပေါ့နော်ကျွန်တော်ပြပေးမယ်နော် hot dog ဆိုင်